17 နှစ်အရွယ်သားလေးကဖခင်ရဲ့ကားကိုခိုးမောင်းရာကနေစွန့်ကန်ကြနေတဲ့တန်ကာ8ပါပြန်လွန်တော်မူပြီးခဲ့တဲ့2ရက်နေ့မနက်7 နာရီမှာတော့ထိုင်းနိုင်ငံကပြည်နယ်တစ်ခုမှာကြောက်လန့်စရာဖြစ်ရတစ်ခုဖြစ်ခဲ့ပါတယ်။အဲ့ဒါကတော့စွန့်ကန်ကြနေတဲ့တန်ကာတော်တန်းစီကိုကားတစ်စီးကအရှိန်ပြင်းပြင်းနဲ့ဝင်ရောက်လာခဲ့တာပါ။ကားရဲ့အရှိန်ကြောင့်စွန့်ကန်ကြနေတဲ့တန်ကာတော်တွေကလေရဲကိုလွတ်မြောက်တက်သွားကအရုပ်တွေလွင့်သွားတဲ့အတိုင်းပါပဲရှင်။အဲ့ဒီနေရာမှာတင်တန်ကာတော်9ပါးကကွယ်လွန်သွားခဲ့တဲ့ရှင်။3ပါးကလည်းဆေးရုံကိုအရေးပေါ်ရောက်လာခဲ့တာပါ။ဒါအပြင်လူတွေကိုပိုပြီးအံ့အသင့်စေတာကတော့မောင်းနှင်လာတဲ့သူကလူကြီးတယောက်မဟုတ်ပဲ17 နှစ်အရွယ်သားလေးဖြစ်နေတာပါသူ့အဖေရဲ့ကားကိုခိုးမောင်းလာတယ်လို့လည်းသိရတဲ့ရှင်ဒါကြောင့်မို့အချိန်ကအရန်ကိုများနေတယ်ဆိုတာဗီဒီယိုမှာမြင်တွေ့နိုင်ပါတယ်နော်မြင်တွေ့ရတဲ့လောက်ကတော့ငငယ်တုန်းကဖက်နှက်တဲ့အရုပ်တွေကိုပြစ်ထည့်လိုက်တယ်လို့ပဲရှင်တခဏအတွင်းမှာပဲလေးဘော်ကိုဝဲမြောက်သွားကုန်ကြတာပါဒီဖြစ်ရကြောင့်ပဲလူတွေကလမ်းဘေးမှာတော့လမ်းမလျှောက်ရတော့ပါဘူးနော်လမ်းဘေးမှာလျှောက်လေစီကံမရှိတဲ့သူတွေရဲ့တရားခံဖြစ်သွားနိုင်တာကြောင့်ပါ17 နှစ်အရွယ်ကလေးကိုဒီဖြစ်ရနဲ့ပတ်သက်ပြီးဘလို့အရေးယူတင်တယ်လို့ထင်လဲဆိုတာခွန်မမှာပြပြခဲ့ပါအောင်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ